မြန်မာလိုပြန်နေဆိုလို့ရှိရင်တော့ဒီလွန်သိငယ်တဲ့ unit လေးတွေနဲ့ဖွဲ့စည်းထားတဲ့ဟာပေါ့နော်အဲ့တော့ဒီမှာဆိုရင် cell ပေါ့နော်နောက်တစ်ခုကကျတော့ organization ဆိုတာကအဖွဲ့အစည်းကိုပြောတာပေါ့နော် okay အဲ့ topics လေးကိုဆရာတို့ဒီနေ့လေ့လာကြည့်ကြမယ် okay Grade 10 biology ပေါ့နော် chapter 2ပေါ့အဲ့ chapter 2တွေကခေါင်းစဉ်တစ်ခုအဲ့တော့ cell organization ကိုပြောလိုက်တယ်ဆိုရင်သူကပါလဲနေစပြောမလဲဆိုရင် atoms ပေါ့နော်အဲ့တော့ atoms are organized cell တွေကို organize ဆိုတာစုစည်းထားတာ organize စုစည်းတယ် into molecule ဖြစ်လို့စုစည်းလိုက်တယ်အပြောအောက်မှာပုံလေးမှာပါတယ်ပေါ့နော် atom လေးတွေရှိအဲ့ဒီ atom လေးတွေကိုစုစည်းလိုက်တာဘာဖြစ်သွားလဲဆိုလို့ရှိရင် molecule လေးဖြစ်သွားတာဥပမာပြောမယ်ဆိုလို့ရှိရင်ကိုယ်မှာပတ်စံ100ရှိတယ်100အောင်နေတိုင်းစုလိုက်တယ်ဆိုရင်1000ဖြစ်သွားတယ်ပေါ့အဲဒါဒီဘာလို့ဆိုလို့ရှိရင် cell organization အဲ့လိုပုံစံပေါ့နော်ဒါ example လေးနဲ့ပြောတာ okay အဲ့ဒါဆိုရင်မှတ်ထားမှာကဒီ cell တွေကိုပေါ့နော်အဲ့တော့ cell တွေကို organize atom တွေကိုပေါ့နော် atom တွေကို organize လုပ်လိုက်တယ်စုစည်းလိုက်တယ်ဆိုလို့ရှိရင်ဘာဖြစ်သွားမလဲဆိုရင် molecule ဖြစ်သွားတယ်အဲ့တစ်ချက်မှတ်ပါပေါ့နော်အဲ့တော့ atom တွေကို organize လုပ်လိုက်တယ်ဆိုရင် molecule ဖြစ်သွားတယ် okay the next one နောက်တစ်ခုကိုကြည့်ရအောင်နောက်တစ်ခုကကျတော့အဲ့ဒီ molecule တွေကိုဆက်ပြီးစုကြမယ်အဲ့တော့ဆရာတို့အဲ့ဒီ molecule တွေကိုဆက်ပြီးတော့စုလိုက်တယ်ဆိုရင်အဲ့တော့ molecule တွေကိုဆက်စုလိုက်တယ်ဆိုဒီမှာပေါ့နော် into organelles ဆိုတာဘာလဲဆိုရင်ကျတော့သက်ရှိအင်္ဂါငယ်တွေကိုပြောတာပေါ့နော်အဲ့တော့ organelle ဆိုတာသက်ရှိအင်္ဂါအဲ့တော့ share video တစ်ပုဒ်မှာ organelles အကြောင်းကိုပြောတယ်သက်ရှိအင်္ဂါငယ်လေးတွေနော်အဲ့တော့ဒီမှာပုံထဲမှာပြထားတယ် molecule အဲ့ဒီ molecule တွေကိုစုလိုက်တယ်ဆိုရင်ဘာလဲဖြစ်သွားမလဲဆိုရင် into organelle လေးသက်ရှိအင်္ဂါငယ်လေးဖြစ်သွားတာအဲ့တော့ပြောချင်တာကတော့သက်ရှိအင်္ဂါငယ်လေးတွေမှာဘာလေးပါမလဲဥမာပေါ့နော်ဒီမှာ mitochondria ပါမယ် Golgi apparatus တွေပါမယ်အဲ့ဒါတွေကိုဘာလို့ခေါ်လဲဆိုရင် organelles သက်ရှိအင်္ဂါငယ်လေးတွေလို့ခေါ်တာအဲ့တော့ molecule တွေကိုစုလိုက် cell molecule တွေကိုစုလိုက်တယ်ဆိုလို့ရှိရင် organelles သက်ရှိအင်္ဂါငယ်တွေဖြစ်သွားတယ်ပေါ့နော်အဲ့တော့နောက်တစ်ခုကိုဆက်ပြီးတော့ကြည့်အောင်နောက်တစ်ခုကကြတော့ organelle တွေကိုဆက်စုလိုက်တယ်အဲ့တော့ organelle တွေကိုစုလိုက်တယ် organelle ဆိုတာစောကပြောရဲသက်ရှိအင်္ဂါငယ်လေးနော်အဲ့တော့သက်ရှိအင်္ဂါငယ်လေးတွေကိုစုလိုက်တယ်ဆိုလို့ရှိရင်သူကဒီမှာပေါ့နော်ဒီသက်ရှိအင်္ဂါငယ်လေးအဲ့တော့အဲ့ဒီသက်ရှိအင်္ဂါငယ်လေးတွေကိုစုလိုက်တယ်ဆိုရင်ဒီလို cell တစ်လုံးဖြစ်လာပါတော့နော်အဲ့တော့သူကဒီမှာမှတ်ရမှာက3ချက်ပေါ့နံပါတ်1 atoms are organized into molecule atom တွေကိုစုလိုက်တဲ့ molecule ဖြစ်စုစည်းပြီး molecules into organelle molecule တွေကိုသက်ရှိအင်္ဂါငယ်ဖြစ်စုစည်းတယ်ဒီလိုသက်ရှိအင်္ဂါငယ်လေးဟုတ်ပြီအဲ့ဒီသက်ရှိအင်္ဂါငယ်လေးတွေ organelles တွေကိုစုစည်းလိုက်တယ်ဆိုရင်ဘာဖြစ်သွားမလဲ into cell အဖြစ်ရောက်သွားတယ်ပြောချင်တာတော့ကို့မှာဥမာစောကနာပြောပြလို့ပတ်စံ100ရှိတယ်အဲ့ဒီပတ်စံ100ကိုနေတိုင်းဘာလုပ်မလဲဆိုလို့ရှိရင်စုမယ်ဆိုလို့ရှိရင်ဥမာ10ရက်ကြာတဲ့အခါမှာကို1000ရလာအဲ့လိုပုံစံမှာเนาะအတန်တွေကိုစုစည်းအတန်တွေကို molecule ဖြစ်စုစည်းတယ် molecule တွေကို organelle ဖြစ်စုစည်းတယ်အဲ့ဒီ organelle တွေကိုစုစည်းလိုက်တဲ့အခါမှာဘာဖြစ်လာဆိုရင် cell ဖြစ်လာအဲ့တော့ဆရာတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ cell တွေကပေါ့နော်ဒီလိုနည်းနဲ့ဖွဲ့စည်းထားတာအဲ့တော့ဒီလူလို့ပြောလို့ရတဲ့ခန္ဓာကိုယ်ကြီးဖြစ်လာဖို့အတွက်ဒီ cell တွေတန်ပေါင်းများစွာစုစည်းတယ်အဲ့လိုစုစည်းပြီးတော့မှသူကဖြစ်လာ okay ဆက်ပြီးတော့ကြည့်အောင် cell are divided cell တွေကို divide ဆိုတာဒီမှာပေါ့နော်စုခွဲခြားလိုက်တယ်ခွဲခြားလိုက် divided ဆိုတာခွဲခြားလိုက်တယ် into several compartments အဲ့တော့ several compartments ဆိုတာဘာပြောလဲ several ဆိုတာဒီမှာဘာသာပြန်လေးလုပ်ပေးထားပါတော့များစွာတော့ compartment ဆိုတာကအကန့်တွေကိုပြောတာအဲ့တော့အကန့်တွေအများကြီးသူကခွဲလိုက်တယ်အဲ့ဒါတွေကိုအကန့်တွေအများကြီးခွဲလိုက်တယ်ဆိုဘာလဲ organelles လို့ခေါ်တာသက်ရှိအင်္ဂါငယ်ဥပမာပြောမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့အိမ်ကိုကြည့်လိုက်ကိုယ့်ရဲ့အိမ်မှာဆိုလို့ရှိရင်ခန်းတစ်ခန်းနဲ့ပေါ့နော်မချွင်းချက်ပေါ့နော်တချို့ကတော့အိမ်ခန်းလုံးဝအခန်းမပါတဲ့နေရာရှိတယ်ဒါပေမဲ့များသောအားဖြင့်အိမ်တွေမှာအနည်းဆုံးခန်း2ခန်းပါတာပေါ့နော်အဲ့တော့ကိုယ့်ရဲ့အိမ်ကိုကြည့်လိုက်တယ်ဆိုရင်ဥပမာပေါ့ဒီဟာအရှိမအေကန်ရှိမယ်ပြီးလို့ရှိရင်ဖျားခန်းရှိမယ်ပြီးလို့ရှိရင်သမင်းစားခန်းရှိမယ်အဲ့လိုတွေပေါ့နော်အဲ့ဒါတွေကိုကျတော့အဲ့လိုခွဲလိုက်တယ်အဲ့တော့ cells တွေကျတို့ခန္ဓာကိုယ်ထဲမှာရှိတဲ့ cell တစ်လုံးချင်းစီကိုလည်းသူကဘယ်လိုခွဲလိုက်လဲဆိုလို့ရှိရင်အဲ့လို compartment တွေကန့်နေအများကြီးခွဲလိုက်တယ်ဥပမာကြည့်လို့ရှိရင်ဒါကတော့ mitochondria နေရမယ့်နေရာဒါကတော့ DNA နေရမယ့်နေရာအဲ့တော့ဒါကတော့ ribosome မင်းလို့နေရမယ့်နေရာလေဒါကတော့ Golgi apparatus မင်းလုံးဝမင်းနေရမယ့်နေရာအဲ့လိုသူကသူ့စီသူကန်နဲ့ကန့်နေခွဲတာအဲ့တော့ဆရာတို့အိမ်ဒီမှာလည်းသူစီသူကန်နဲ့ခွဲဥပမာပေါ့
သမင်းစားကမ်းမှာသမင်းစားတယ်ဖျားကမ်းမှာဖျားရှိခိုးတယ်အဲ့လိုပေါ့နော်ဧကမ်းမှာဆိုလို့ရှိရင်ကိုယ်အိမ်ကိုလာတဲ့ဧည့်သည်တွေကိုကျူးဆိုလက်ခံတယ်ဧဝတ်ပြုတယ်အဲ့ဒါတွေကိုဘာလို့ခေါ်လဲဆိုလို့ရှိရင်ဥပဒီ compartment ပေါ့နော်သူ့ရဲ့အကန့်လေးတွေနဲ့သူခွဲတာအဲ့တော့ဆက်ပြန်ကြည့်မယ်ဆိုရင် cells are organized cell တွေကိုစုစည်းလိုက်တယ်cell are divided cell တွေကိုစုစည်းလိုက်တယ် into several compartments များစွာသောအကန့်အဲ့ဒီအကန့်တွေကိုဘာလို့ခေါ်လဲဆိုရင်တော့ organelles သက်ရှိအင်္ဂါငယ်လို့ခေါ်ပါတယ်တဲ့ဟုတ်ပြီအဲ့တော့နောက်ထပ်ဆက်ကြည့်အောင်နောက်စာကြောင်းအဲ့တော့နောက်စာကြောင်းမှာဆိုရင် each with တစ်ခုစီရဆိုလို့ရှိရင် a characteristic structure အဲ့တော့ each တစ်ခုစီမှာဆိုရင် characteristic structure အဲ့တော့ characteristic structure ဆိုတာဘာကိုပြောရလဲ characteristic ဆိုတာထူးခြားတဲ့ဖွဲ့စည်းမှုတွေရှိโอเคအဲ့တော့ဆရာတို့ဥမာစောဘနော်ပြောခဲ့သလိုပဲကိုယ်အိမ်မှာဆိုလို့ရှိရင်လည်းအိမ်ကန်းတွေမှာသူ့ဟာနဲ့ထူးခြားမှုရှိတယ်ဘာတွေရှိလဲဥပမာဧကန်းလို့ပြောလိုက်တာနဲ့တည်းဟာဧကန်းဆိုရင်အဲ့လူရဲ့မျက်လုံးထဲမှာဧကန်းမှာ sofa တွေရှိမယ်ဇပွဲတွေရှိမယ်ပန်းအိုးတွေရှိမယ်အလှဆင်ထားတဲ့ပစ္စည်းတွေရှိမယ်ဒါဒီဘာကိုပြောအောင်ဆိုရင်ဧကန်းကိုဒါသူ့ရဲ့ characteristic ဟုတ်ပြီနော်ဥပမာဖျားကန်းလို့ပြောလိုက်တဲ့ဖျားကန်းလို့ပြောမဲ့နေရာမှာမြတ်စွာဘုရားရဲ့ပုံတော်တွေရှိမယ်ဘုရားဆင်းမှုတော်ရှိမယ်ဒါဒီပါလဲကိုဆိုရင်သူ့ရဲ့ characteristics okay characteristics ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းအဲ့လိုပဲဒီပြထားတဲ့ပုံပါနော်အဲ့တော့ mitochondria အဲ့တော့ mitochondria ဆိုလို့ရှိရင်အဲ့ဒီ mitochondria မှာသူ့ရဲ့ characteristic structure ရှိ characteristic ဆိုဥပမာသူ့ရဲ့ပုံစံကြည့်လိုက်မြေပဲတောင်နဲ့တူတယ်နော်အဲ့မြေပဲတောင်နဲ့မှာအဲ့လိုအကန့်လေးပြန်ပါနော်အဲ့တော့ characteristic structure ရှိတယ်တခုစီမှာထူးခြားတဲ့ဖွဲ့စည်းပုံရှိတယ်ပြီးရင်သူ့မှာ biochemical composition ဆိုတာဇီဝဓာတုဖွဲ့စည်းမှုနဲ့လှုပ်ဆောင်ချက်နော်အဲ့တော့ biochemical composition ဆိုတာဆရာတို့စားလိုက်တဲ့အစာအာဟာရတွေကိုတင်းငယ်တဲ့စိတ်ပိုင်းလေးတွေဖွဲ့စည်းပြီးတော့မှအဲ့ဒီ cell တွေအဲ့ဒီပြောတဲ့ organism လေးတွေထဲမှာရှိတယ်အဲ့ဒီ organelle လေးတွေကိုပို့ပြီးတော့မှသူတို့တွေလှုပ်ဆောင်ချက်ကိုဥပမာဒီမှာဆိုရင်ပြီးဥပမာဒီမှာဆိုလို့ရှိရင်ကြည့်မယ်proteins နဲ့ carbohydrate အဲ့တော့ mitochondria ထဲမှာသူကအဲ့ဒီ protein လို့ခေါ်တဲ့ protein နဲ့ carbohydrate လို့ခေါ်တဲ့ဓာတ်လေးရှိတယ်အဲ့ဒီဓာတ်လေးကသူကဘာလုပ်တာလဲဆိုရင်ဒီ mitochondria ကိုစွမ်းအင်ထုတ်ဖို့အတွက်ကူညီပေးတာဥပမာဆရာတို့အိမ်မှာဆိုလို့ရှိရင်ဒီဘယ်လိုခေါ်မလဲဒီမီတာဘုံပေါ့နော်မီတာဘုံလို့ခေါ်တဲ့ဟာတူတယ်ပေါ့နော်မီတာဘုံလို့ခေါ်တဲ့နေရာတွေမှာသူကဒီဆရာတို့ဒီလျှက်စစ်ကိုထုတ်ပေးတာပေါ့နော်အဲ့တော့အကတ်တော့ပြောနေပေါ့နော်ဒီမီတာဘုံကနေပြီးတော့မှထုတ်တာမဟုတ် EPC ကိုဗာလဲရေအားလျှက်စစ်ဆယ်တွေကနေပြအဲ့လိုသဘောတော့မဟုတ်ဘူးနော်မီတာဘုံရှိရင်အဲ့ဒီမီတာဘုံနေရာမှာလျှက်စစ်တွေစီးဝင်နေတယ်အဲ့ဒီမီတာဘုံနေရာမင်းကိုချလိုက်တဲ့တိုင်နဲ့အိမ်လုံးစွမ်းရည်ဟာပြတ်တောက်တော့မှဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာလဲလို့ပဲ mitochondria ကသူက cells တွေကိုစွမ်းအင်ရှိဖို့စွမ်းအင်တွေထုတ်ပြီးတယ်ပေါ့နော် okay နောက်တစ်ခုကြည့်အောင်နောက်တစ်ခုကကျတော့ the cells တွေကတဲ့ must possess ပိုင်ဆိုင်မယ် annexed information ဆိုတော့ဒီမှာ must နဲ့ရေးထား must possess ပိုင်ဆိုင်ရမယ် annexed information ဆိုတာဘာကိုပြောလဲဆိုတော့လုံလောက်တဲ့သတင်းချက်လက်တွေပိုင်ဆိုင်ရမယ် okay အဲ့တော့လုံလောက်တဲ့သတင်းချက်လက်တွေရှိရမယ်ပြောချင်တာဒီမှာဘာသာပြန်ပေးထားပါเนาะအဲ့တော့လုံလောက်တဲ့သတင်းချက်လက်များရှိရပါမယ်တဲ့ဘာလို့ဖို့လို့ဆိုတော့ to specify ဆိုတော့ကျတော့သတ်မှတ်ဖို့အတွက်ဟုတ်ပြီနော်အဲ့တော့ which molecule ဘယ် molecule တွေက are able to associate ဆက်နွယ်နေတယ် in a specific compartment အဲ့တော့ specific ဆိုတာသတ်မှတ်နော်တီချာသတ်မှတ်တာအဲ့တော့ compartment အခန်းမှာအဲ့တော့ဘယ် molecule တွေဒီဘယ်နေရာမှာဆရာတို့ကဒီဆက်ဘယ်လိုပြောမလဲဆိုလို့ရှိရင်ကိုက်ညီတယ်ပေါ့နော်အဲ့တော့ကိုက်ညီတယ်ဆိုတာကိုဆရာတို့ကဘာလုပ်ရမလဲဆိုလို့ရှိရင်ခွဲခြားဖို့အတွက် cells တွေက possess annexed information လုံလောက်တဲ့သတင်းချက်လက်တွေပိုင်ဆိုင်ရမယ် okay အဲ့တော့ဘယ်လိုဥပမာအနေနဲ့ပြောရမယ်ဆိုလို့ရှိရင်ဆရာတို့ကဒီကိုပြန်ကြည့်ပါဥပမာကိုငယ်တုန်းကဆိုလို့ရှိရင်အကောင်းဆိုးမခွဲကြတော့ဥပမာကြီးလာတဲ့အခါမှာဥပမာမီးကိုထင်းပူတယ်ပေါ့ဒါဆိုရင်ကိုကခွဲကြတတ်တယ်ကိုယ်မှာအသိဉာဏ်ရှိဒီလိုပဲ cells တွေမှာလည်းအဲ့လိုသူကခွဲကြတဲ့เนาะအချက်လက်တွေသူကရှိရနော်ဥပမာလူမှာဆိုရင်တော့အုံနောက်ပေါ့နော်အဲ့တော့ cell မှာလည်းအဲ့လိုအုံနောက်ပုံစံနော်အုံနောက်တော့မဟုတ်ဘူးဒါဥပမာပြောအောင်နော်အဲ့လိုခွဲကြတတ်ရအဲ့တော့ပြောချင်တာကပြန်ပြောမယ်ဆိုရင် cell တွေက must possess ပိုင်ဆိုင်ရမယ် annexed information လုံလောက်တဲ့သတင်းချက်လက်ဘာလို့ဖို့လဲ to specify သတ်မှတ်ဖို့အတွက် which molecule ဘယ် molecule တွေက are to be associated ဆိုတာဆက်နေရမယ်ဆက်နွယ်နေရမယ် in a specific compartment သတ်မှတ်ထားတဲ့နေရာမှာဆက်နွယ်တည်ရှိနေတယ်ဆိုတာကိုသတ်မှတ်ဖို့အတွက် cell တွေမှာလုံလောက်တဲ့သတင်းချက်လက်ရှိရမယ်တဲ့ okay နောက်တစ်ခုပေါ့နော်
နောက်တစ်ခုက it is ensure ဆိုတာဖြစ်စေတာနော် ensure ဆိုတာတောက်ဆရာမဟုတ်ဘူး ensure ဆိုတာဖြစ်စေတာ to root ဆိုတာလှည့်ပတ်အဲ့တော့ to root ဆိုတာကျတော့လှည့်ပတ်တာအဲ့တော့လှည့်ပတ်ဖို့သိကြစေတယ် okay ဘာလို့သိကြစေတာ that appropriate groups of molecule တင့်တော်တဲ့ molecule များကို appropriate ဆိုတာတင့်တော်သော group အုပ်စုများ of molecule တင့်တော်သော molecule အုပ်စုများကို do their compartment သက်ဆိုင်ရာအခန်းစီကိုလှည့်ပတ်အောင်လုပ်ပေးတယ်ပထမဒီဇောဘနာပြောသလို cell တွေမှာရှိသူတို့ခွဲခြားနိုင်တဲ့စွမ်းရည်ရှိရမယ်အချက်လက်တွေရှိရမယ်အဲ့ဒီအချက်လက်တွေရှိရမှာဒီ cell ဆိုလို့ရှိရင်ဒီ tag ဆိုလို့ရှိရင်ဒီသွားဥပမာပေါ့ဒီမှာဆိုလို့ရှိရင်ဥပမာဆရာပြထားတယ် protein เนาะ protein နဲ့ carbohydrate တွေဆရာတို့စားလိုက်တော့ဥပမာ protein ဆရာတို့ကြက်ဥစားတယ် protein ရမယ်carbohydrate เนาะ carbohydrate ဆိုတော့ပေါင်မုန့်တွေစားမယ်ထမင်းတွေစားမယ်အဲ့ဒီအနေမှာဆရာတို့က carbohydrate တွေရအဲ့ဒါတွေကတင့်တော်တဲ့နေရာပေါ့ထားလိုက်ပါတော့မှာ protein ပါဇက်ကနေစားလိုက်တဲ့ protein ကိုဆရာတို့အစစ်စစ်ခြေဖြတ်တယ်ခြေဖြတ်ပြီးခန္ဓာကိုယ်မှာအဲ့ဒီဓာတ်တွေပြုတ်ကွဲသွားပြုတ်ကွဲ protein တက်ရမင်းက protein ဖြစ်တဲ့အတွက်ဒီနေရာကိုသွားမင်းကတော့ carbohydrate ဖြစ်တဲ့အတွက် cell ရထားပါတော့ mitochondria ကိုသွားမင်းကတော့ဘယ်ကိုအဲ့လိုနေရာပြင်ဆရာတို့ခန္ဓာကိုယ်ကိုစွမ်းအင်တွေရရှိအောင်ဆရာတို့ခန္ဓာကိုယ်နေ့စဉ်အသက်ရှင်တန်နေအောင်သူတို့ကလှုပ်ဆောင်ပြဥပမာဒီမှာဆိုရင်ပုံမှန်ဥပမာပြထားပါတော့သူကတော့ဒါဥပမာဆရာတို့ပစ္စည်းတစ်ခုကို delivery မှာလိုက်တယ် delivery မှာလိုက်တယ်ဆိုလို့ဥပမာကိုကနေပြီးတော့ကိုယ့်ရဲ့လိပ်စာအပြည့်စုံထည့်ပေးရထည့်ပြီးမှ delivery ကကိုယ့်ရဲ့နေရာကိုပို့မှာကိုယ့်ရဲ့လိပ်စာဥပမာကိုယ့်နာမည်ထားပါတော့ကိုယ့်နာမည်ကနေဝင်းပေါ့နော်နေဝင်းလို့ပေးလိုက်ဆိုနေဝင်းနေအများကြီးပဲဖြစ်တယ်အဲ့တော့နေဝင်းအောက်မှာနော်အဲ့တော့သူ့ရဲ့ဗာလဲ data တွေပါမယ်သူ့ရဲ့ဥပမာဘယ်မှာနေလဲနေရလိပ်စာလမ်းမှတ်ကဘယ်လောက်လဲအဲ့လိုပါမှာသူကခွဲခြားပြီးပို့အဲ့တော့ delivery သမားဒီပစ္စည်းကိုတင့်တော်တဲ့နေရာပို့ပေးတယ်ဥပမာနေဝင်း2ယောက်ရှိနေနေတယောက်ကအင်ဂျီမာတယ်တယောက်ကဘောင်းမိမာတယ်ဆိုရင်အင်ဂျီမာတဲ့လူရဲ့လိပ်စာနဲ့ဘောင်းမိမာတဲ့လူလိပ်စာမတူနိုင်အဲ့တော့လိပ်စာကိုကြည့်ပြီးတော့မှကျတော့ data ကိုခွဲလိုက်တာအားတော့ဒီလိပ်စာကတော့အင်ဂျီမာဒီလိပ်စာဘောင်းမိမာအဲ့လိုပုံစံပဲเนาะ it is ensure ဖြစ်စေတယ်ဒေတာစေတယ် to root လှည့်ပတ်ဖို့ appropriate group of molecule တင့်တော်သော molecule များကိုသူတို့ရဲ့ compartment သက်ဆိုင်ရာအခန်းများစီတို့เนาะအဲ့တော့ဒီလိုရှိခြင်းဆောဘနာပြောတဲ့အချက်လက်တွေကိုเนาะခွဲခြားနိုင်စွမ်းရှိခြင်းဟာဘာတွေဖြစ်နေလဲတင့်တော်သော molecule အစုများသက်ဆိုင်ရာအခန်းများစီတို့လှည့်ပတ်စေရန်ဒေတာစေတယ် okay နောက်တစ်ခုကိုကြည့်အောင်ပေါ့နော်နောက်တစ်ခုမှဆိုရင်သူက according to cell theories တဲ့ cell theory က all living things သက်ရှိအားလုံးက are composed of one or more cell เนาะ one or more cell ဆိုတော့ cell တစ်လုံးသို့မဟုတ်တစ်လုံးထက်ပိုသော cell များဖြင့် compose or ဖွဲ့စည်းထားပါသည်ရမယ်နော်အဲ့တော့နောက်တစ်ခုကကျတော့အဲ့ဒီဟာတွေကိုဥပမာ as unicellular and multicellular organism unicellular ဆိုတာ uni ဆိုတာတစ်ကိုပြောတာနော်အဲ့တော့ multi ဆိုတာတစ်ထက်ပိုတယ်အဲ့တော့ unicellular or multicellular organism cell တစ်လုံးနဲ့ပါတော့သက်ရှိများ and multicellular organism cell တစ်လုံးထက်ပိုပြီးတော့ပါရှိတော့သက်ရှိများဆိုခွဲခြားနိုင်တယ်။နောက်မှလူတွေမှာဆိုရင်ချမ်းသာတဲ့လူနဲ့ဆင်းရဲတဲ့လူအဲ့လိုပုံစံပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်လည်းလိုပဲ cell တွေကိုကြည့်လိုက် unicellular နဲ့ multicellular organism အုပ်စုတွေရှိတယ်ဥပမာ unicellular အုပ်စုတွေမှာပါတယ်ပါဥပမာ bacteria တွေနော်ဥပမာ tuberculosis ပေါ့ကျွန်တော်တို့ TB ရောဂါပိုးတို့ပါတော့ဆိုလို့ရှိရင်ဒီလိုပုံစံလေးပေါ့နော်အဲ့တော့တူတယ်နောက်ဒီမှာ amoeba နော် amoeba ပါမယ်နောက်ဒီမှာဆိုလို့ရှိရင် paramecium အဲ့လိုတွေပါမယ်နောက်တစ်ခုကကျတော့ multicellular organism နော်အဲ့တော့လူဆိုလို့ရှိရင် multicellular organism တွေမှာပါတယ်နော်အောက်မှာ octopus ပေါ့နော် octopus ရေဘဝ octopus နော်အဲ့တော့ရေဘဝနော်အဲ့တော့သူတို့တွေကဆရာတို့ဘယ်မှာပါလဲဆိုရင် multicellular organism နော်အဲ့တော့ cell များစွာပါတယ်အသက်ရှိအဲ့တော့ cell theory နော်အဲ့တော့ cell theory ကိုဆရာတို့ရှေ့ဗီဒီယိုမှာတော့သင်ထားပြီးတယ်အဲ့တော့ according to the cell theory က all living things သက်ရှိအားလုံး all living things are သက်ရှိအားလုံးက compose or ဖွဲ့စည်းထားပါတယ် one or more cell တစ်လုံးသို့မဟုတ်တစ်လုံးထက်ပိုသော cell များဖြင့်ဘလို့အနေနဲ့လဲ cell တစ်လုံးနဲ့ပိုင် unicellular and တစ်လုံးထက်ပိုရင် multicellular organism ဆိုပြီးတော့ခွဲခြားထားပါတယ် okay အဲ့တော့ဆရာတို့နောက်ရက်မှာဆက်ပြီးတော့တွေ့ကြမယ် okay see you next time thank you for watching today